မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်အီရန်စစ်ကမ်းအားလုံးအမေရိကန်ပိတ်ဆို့မှာဖြစ်ပေမဲ့အီရန်ဘက်ကတော့အညံ့မခံဘူးလို့တုံ့ပြန်ထားပါတယ်အီရန်စစ်ပွဲအရေးနဲ့ပတ်သက်ပြီးပုပ်ရဟန်းမင်းကြီးလီယိုဟာပြော့ညံ့တယ်လို့သမ္မတထရန့်ကဝေဖန်လိုက်ပါတယ်ဩစတြေးလျနိုင်ငံမှာပထမဆုံးအမျိုးသမီးကြီးတဲ့စစ်ဦးစီးချုပ်အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးဆူဆန်ကွိုင်းကိုရွေးချယ်လိုက်ပါတယ်အမေရိကန်စစ်တပ်ဟာဧပြီလ23ရက်နေ့ Greenwich စံတော်ချိန်14နာရီမြန်မာစံတော်ချိန်23ရက်နေ့ည8နာရီခွဲကစလို့အီရန်စစ်ကမ်းအားလုံးကိုပိတ်ဆို့မှာဖြစ်ပါတယ်ဟော်မုဇ်ရေလက်ကြားကိုဖျက်ဆီးပြီးတော့နိုင်ငံတစ်ခုကနေတခြားနိုင်ငံတစ်ခုကိုတွားတဲ့ရေယာဉ်တွေကိုတော့ဟန်တားသွားမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်အစောပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်က Truth Social မှာ post တင်ခဲ့ရမှာဟော်မုဇ်ရေလက်ကြားကိုဝင်မိုးထွက်ဖို့ကြိုးစားတဲ့သင်္ဘောမှန်သမျှပိတ်ဆို့သွားမယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြတ်သွားခဲ့ပါတယ်။အီရန်ကနျူကလ িয়ার အစီအစဉ်တွေကိုစွန့်လွတ်မှာမဟုတ်တဲ့အတွက်ဆွေးနွေးပွဲပြတ်ခဲ့ရတာလို့ထရန့်ကဆွဆွဲပါတယ်။အီရန်အနေနဲ့ဆွေးနွေးပွဲကိုပြန်လာသည်ဖြစ်စေမလာသည်ဖြစ်စေဂီယူမဆိုင်ဘူးလို့လည်းထရန့်ကပြောထားပါတယ်။အီရန်နိုင်ငံသားဝန်ကြီးအဘာ့စ်အာရချီကတော့သဘောတူညီချက်ရဖို့နီးစပ်ခဲ့ပေမဲ့အမေရိကန်ဘက်ကတောင်းဆိုချက်တွေပြောင်းလဲခဲ့တယ်လို့ဆွဆွဲပါတယ်။အီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာဂါဂါလီဘက်ကလည်းချင်းချောက်မှုတွေအောက်မှာအညံ့ခံမှာမဟုတ်ဘူးလို့တုံ့ပြန်ပါတယ်။ရေလက်ကြားကိုချင်းကပ်လာတဲ့စစ်သမောတွေကိုပြင်းပြင်းထန်ထန်အရေးယူမယ်လို့အီရန်တော်လှန်ရေးအစောင့်တပ်ကသတိပေးထားပါတယ်ခင်ဗျာ။အီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ပုပ်ရဟန်းမင်းကြီးလီယိုရဲ့ရည်တည်ချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအပြင်းထန်ဝေဖန်လိုက်ပါတယ်။ပုပ်ရဟန်းမင်းကြီးဟာရာဇဝတ်မှုတွေအပေါ်မှာသဘောထားပျော်ပြောင်းသလိုနိုင်ငံခြားရေးမူဝါဒအရလည်းဆိုးရွားလွန်းတယ်ဆိုပြီးတော့ထရန့်ကဆိုရှယ်မီဒီယာမှာ post တင်ထားပါတယ်။ကက်သလစ်အသင်းတော်ရဲ့အကြီးအကဲဖြစ်တဲ့ပုပ်ရဟန်းမင်းကြီးဟာအလွန် liberal ဆန်တဲ့အတွက်အစွန်းရောက်လက်ဝဲဝါဒကိုမျက်နှာပေးနေတာတွေရက်သိမ့်ပြီးဖြစ်တယ်လို့လည်းဝေဖန်ပါတယ်။ဖလော်ရီဒါကနေအေဗီတော်ကိုလေနဲ့ပြန်လာချိန်မှာထရန့်ကိုယ်တိုင်စာအရှိကြီးရေးပြီးတော့ဧပြီလ12ရက်နေ့ကဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။သတင်းတော်တွေနဲ့တွေ့ဆုံချိန်မှာလည်းထရန့်ကပုပ်ရဟန်းမင်းကြီးလီယိုကိုသဘောကျသူမဟုတ်ဘူးလို့ထပ်မှတ်ချက်ပေးပါတယ်။ I'm not a fan of Pope Leo. အစောပိုင်းမှာအရာရာစွမ်းဆောင်နိုင်တယ်ဆိုတဲ့ထင်အောင်ထင်မှားဖြစ်မှုဟာအီရန်စစ်ပွဲကိုမီးစာထိုးပေးရရောက်နေတယ်လို့ပုပ်ရဟန်းမင်းကြီးကမိန့်ခဲ့ပူးပါတယ်။တစ်ချိန်တည်းမှာပဲပုပ်ရဟန်းမင်းကြီးကကမ္ဘာကြီးရဲ့အာရုံကိုအာဖရိကဘက်လှည့်စေခြင်းတယ်လို့10ရက်ကြာခရီးစဉ်အတွင်းမှာမိန့်ကြားပါတယ်။လက်ရှိပုပ်ရဟန်းမင်းကြီးလီယိုရဲ့ဒုတိယမြောက်ပြည်ပခရီးစဉ်မှာအယ်ဂျီးရီးယား၊ကင်မရွန်၊အန်ဂိုလာနဲ့အက်ကွေတိုးရီးယားဂီနီစတဲ့၄နိုင်ငံကမြို့ပေါင်း17မြို့ကိုတွားရောက်ဖို့ရှိနေပါတယ်။2024ခုနှစ်ရဲ့ကိန်းဂဏန်းတွေကကမ္ဘာတော်ကကက်သလစ်ဘာသာဝင်9ပုံ1ပုံကျော်တနည်းအားဖြင့်လူဦးရေ288သန်းဟာအာဖရိကတိုက်မှာနေထိုင်ကြတာဖြစ်ပါတယ်ခင်ဗျာ။ Segno della pazienza di Dio ဩစတြေးလျစစ်ဘက်ခေါင်းဆောင်မှုပြုပြင်ပြောင်းလဲရေးတစိမ့်တသေးသားအဖြစ်တမိုင်းမှာပထမဆုံးအကြိမ်ကြီးတဲ့ကိုအမျိုးသမီးတူကဥဆောင်တော့မှာဖြစ်ပါတယ်လက်ရှိပေါင်းဆက်ညှိနှိုင်းရေးအရာရှိချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဆူဆန်ကွိုင်းဟာဇူလိုင်လကျရင်ကြီးတဲ့ဦးစီးချုပ်တာဝန်လွှဲယူမှာဖြစ်ပါတယ်လို့ဝန်ကြီးချုပ်အန်တိုနီယိုအယ်ဘနီစ်ကအတည်ပြုပါတယ်ဒုတိယဗိုလ်ချုပ်ကြီးဆိုင်မွန်စတူဝတ်တဲ့နေရာကိုအစားဝင်ရမှာဖြစ်ပါတယ်အသက်55နှစ်အရွယ်ကွိုင်းဟာ1988ခုနှစ်ကတည်းကစစ်တပ်ထဲဝင်ရောက်ခဲ့သူဖြစ်ပါတယ်ကွိုင်းဟာဩစတြေးလျတပ်မတော်ရဲ့တပ်ကြီးတစ်ခုလုံးကိုဦးဆောင်ရတဲ့ပထမဆုံးအမျိုးသမီးဖြစ်ပါသမိုင်းဝင်မှာဖြစ်ပါတယ်အခုလိုခန့်အပ်တာဟာစစ်တပ်မှာအမျိုးသမီးအရာရှိအရေအတွက်တိုးလာဖို့ကြိုးပမ်းနေချိန်နဲ့တိုက်ဆိုင်နေပါတယ်ပြီးခဲ့တဲ့အော်တိုဘာလတုန်းကအမျိုးသမီးအရာရှိတွေကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေကနေအကာအကွယ်မပေးဘူးဆိုပြီးတော့စစ်တပ်ကိုတရားစွဲဆိုမှုတွေရှိခဲ့ပါတယ်လက်ရှိမှာဩစတြေးလျတပ်မတော်ရဲ့21%ဟာအမျိုးသမီးစစ်သည်တော်တွေဖြစ်ပြီးတော့2030ပြည့်နှစ်မှာ25%ထိရောက်ဖို့ရည်မှန်းထားပါတယ်ဩစတြေးလျစစ်တပ်အကြီးအကဲဖြစ်တဲ့တပ်မတော်စစ်ဦးစီးချုပ်နေရာမှာလဲရေတပ်ဗိုလ်ချုပ်ကြီးဒေးဗစ်ဂျွန်စတန်ရဲ့နေရာမှာလက်ရှိရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမာ့ခ်ဟမ်မွန်ကိုခန့်အပ်လိုက်ပါတယ်ခင်ဗျာ that she has held, which is in itself a remarkable achievement. အမေရိကန်ရုရှားတို့နဲ့ဆက်ဆံရေးအထူးကောင်းမွန်တဲ့အမျိုးသားရေးဝါဒီဝန်ကြီးချုပ်ဗစ်တာအော်ဘန်ရဲ့ Fidesz ပါတီဟာဧပြီလ12ရက်နေ့ဟန်ဂေရီရွေးကောက်ပွဲမှာ
မရှုမလအရေးနှိမ့်သွားခဲ့ပါတယ်ရွေးကောက်ပွဲမတိုင်ခင်ကအမေရိကန်ဒုသမ္မတ JD Vance ကိုယ်တိုင်ဟန်ဂေရီကိုလာပြီးတော့အော်ဘန်အတွက်မဲဆွယ်ပေးခဲ့ပါတယ်ဒါပေမဲ့အသက်45နှစ်အရွယ်အတိုက်ခံခေါင်းဆောင်ပီတာမာဂျာရဲ့ဘိုးလက်ရရင်းတီဇာပါတီကတောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အော်ဘန်ရဲ့16နှစ်ကြာအုပ်စိုးမှုအဆုံးသတ်တော့မှာလည်းဖြစ်ပါတယ်။အမတ်နေရာ196နေရာရှိတဲ့လွှတ်တော်မှာတီဇာပါတီဟာ138နေရာအထိအနိုင်ရခဲ့ပြီးတော့ဖီဒက်စ်ပါတီကတော့55နေရာပဲရခဲ့ပါတယ်။ဒီရွေးကောက်ပွဲမှာမဲပေးသူ89ရာခိုင်နှုန်းထိရှိခဲ့ပြီးတော့စံချိန်တင်ခဲ့ပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့အော်ဘန်ဟာ liberal မဆန်တဲ့ democracy ပုံစံ illiberal model of democracy ကိုပုံဖော်သူဖြစ်ဥရောပတလွှားနဲ့အမေရိကန်က conservative တွေရဲ့ချီကျူးခံရသူဖြစ်ပါတယ်။ဒါပေမဲ့သူ့လက်ထက်မှာနိုင်ငံစီးပွားရေးတက်နေတာနိုင်ငံတကာရဲ့အပယ်ခံဖြစ်လာတာနဲ့ခရိုနီတွေပဲချမ်းသာလာကြတာကြောင့်ပြည်တွင်းမှာထောက်ကမှုကျဆင်းခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဂရီပေးမျှော်လင့်ထားတဲ့အတိုင်းဧပြီလ12ရက်နေ့မှာဟန်ဂေရီပြည်သူတွေသမိုင်းတစ်ရေးနိုင်ခဲ့ပါပြီလို့မာဂျာကပြောပါတယ်။ရွေးကောက်ပွဲရလဒ်ဟာနာကျင်စရာကောင်းပေမဲ့ရှင်းလင်းပြတ်သားကြောင်းအနိုင်ရသူကိုဂုဏ်ပြုခဲ့ကြောင်းနဲ့ယုံကြည်ပေးခဲ့ကြတဲ့မဲဆန္ဒရှင်2သန်းခွဲကိုကျေးဇူးတင်ကြောင်းအော်ဘန်ကပြောကြားခဲ့ပါတယ်။တချိန်ကဆိုဗီယက်ကိုစန့်ကျင်ခဲ့ပေမဲ့အခုတော့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့မဟာမိတ်ဖြစ်နေတဲ့အော်ဘန်ဟာရုရှားရေနံဝယ်ယူမှုနဲ့ယူကရိန်းချင်းငွေပိတ်ပင်မှုတွေကြောင့်ဥရောပသမဂ္ဂမှာလူကြိုက်နေသူဖြစ်ပါတယ်။ဟန်ဂေရီဟာဥရောပလမ်းကြောင်းပေါ်ပြန်ရောက်လာပြီလို့ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလိုင်ယန်ကချီးကျူးလိုက်ပါတယ်။အော်ဘန်ကဟန်တားထားလို့ရှေ့မဆက်နိုင်တဲ့ယူကရိန်းအတွက်ယူရိုဘီလီယံ60ချင်းငွေကိုလည်းအစိုးရသစ်လက်ထက်မှာပြန်ဖွင့်ပေးနိုင်မယ်လို့မျှော်လင့်နေကြပါတယ်ခင်ဗျာသမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုပိတ်ဆို့မယ်လို့ကြေညာခဲ့တာကြောင့်ဧပြီလ23ရက်နေ့စွမ်းအင်ဈေးကွက်ဖွင့်ချိန်မှာရေနံစိမ်းဈေးဟာတစ်စီကိုဒေါ်လာ100အထက်ပြန်ရောက်သွားခဲ့ပါတယ်ကမ္ဘာစံသတ်မှတ်ချက်ဖြစ်တဲ့ Brent ရေနံစိမ်းဈေးဟာ8.5 ရာခိုင်နှုန်းတက်လာပြီးတော့ West Texas ရေနံစိမ်းဈေးက9 ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ဆွေးနွေးပွဲပြတ်သွားတဲ့အတွက်ကမ္ဘာစွမ်းအင်အကျပ်တဲ့ပိုဆိုးလာနိုင်တယ်လို့ဆိုနေကြပါတယ်။ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့တုန်းကတော့ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေးသဘောတူညီချက်ရခဲ့လို့ရေနံဈေးတွေထိုးကျခဲ့ပါသေးတယ်။အရှေ့လက်ပိုင်းရေနံကိုမှီခိုနေရတဲ့အာရှနိုင်ငံတွေဟာဒီစစ်ပွဲကြရက်ကိုအဆိုးဆုံးခံစားနေရပါတယ်။ဧပြီလ23ရက်နေ့မနက်ပိုင်းအာရှရှယ်ယာဈေးကွက်တွေမှာလည်းအညွှန်းကိန်းတွေကျဆင်းခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ Nikkei အညွှန်းကိန်း 3.8 ရာခိုင်နှုန်းနဲ့တောင်ကိုရီးယားရဲ့ Kospi အညွှန်းကိန်း 1.8 ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ပါတယ်။ကမ္ဘာကြီးကပါရှန်ပင်လယ်ကွေ့ကိုအာရုံစိုက်နေချိန်မှာတရုတ်ကတော့တောင်တရုတ်ပင်လယ်ထဲကကျွန်းတစ်ကျွန်းကိုတနက်တစ်ချက်မဖောက်ဖဲမြန်မြန်ဆန်ဆန်သိမ်းယူလိုက်ပါပြီ။တရုတ်တောင်တူးဆက်တွေဟာဗီယက်နမ်ကမ်းလွန်ကနေကီလိုမီတာ400ပဲဝေးတဲ့နေရာက Antelope Reef ကြောက်တန်းကိုကျွန်းတုအဖြစ်မြန်မြန်ဆန်ဆန်တိစောက်နေတာဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလဂျိုရူဓာတ်ပုံတွေအရဖြစ်နေတဲ့ကြောက်တန်းရဲ့အရှိတောင်ဘက်အစွန်းလေးမှာပဲတရုတ်စခန်းလေးတစ်ခုရှိနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့2026ခုနှစ်ဖေဖော်ဝါရီလမှာတော့တရုတ်ဟာဒီမထင်မရှားကြောက်တန်းလေးကိုတကြုံလုံးလွှမ်းခြုံတဲ့မဟာဗျူဟာစစ်စခန်းဖြစ်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။တောင်တူးဆက်22စီးလောက်ဝင်ရောက်လာပြီးတော့ကျွန်းရဲ့အသုံးပြုနိုင်တဲ့မြေနေရာကို80 စတုရန်မီတာလောက်ထိချက်ထွင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်အဲ့ဒီကျွန်းတုပေါ်မှာရဟရင်ကွင်းတစ်ခုနဲ့မိခိုးရောင်ခေါင်မိုးပါတဲ့အဆောက်အုံတွေကိုလည်းစောက်လုပ်ထားတာတွေ့ရပါတယ်။ရေဓာတ်အသုံးပြုနိုင်တဲ့ယာယီစိတ်ကံတရားတွေကိုလည်းတွေ့ရတဲ့အတွက်ဒီနေရာဟာအငင်းပွားရေပိုင်နဲ့မှာတရုတ်ရဲ့အကြီးဆုံးစစ်အခြေစိုက်စခန်းဖြစ်လာနိုင်တယ်လို့မှန်းဆနေကြပါတယ်။ဒီလိုရက်ကိုနိုင်ငံတကာကအစောပိုင်းမှာနှုတ်ဆက်နေကြပြီးတော့တောင်တူးပြီးတော့9လအကြာအခုနှစ်မတ်လထဲရောက်မှသာဗီယက်နမ်ကပထမဆုံးချိန်တရားဝင်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဟော်မုဇ်ရေလက်ကြားရေချောင်းပိတ်ဆို့မှု Naval Blockade ဆိုတာဘာလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာတင်ပြသွားမှာဖြစ်ပါတယ်ရေချောင်းပိတ်ဆို့မှု Naval Blockade ဆိုတာရန်သူနိုင်ငံကထိန်းချုပ်ထားတဲ့စိတ်ကမ်းတွေဒါမှမဟုတ်ကယ်ရိုရန်ဒေသတွေစီဝင်ထွက်တဲ့သမောတွေနဲ့တခါတရံလေယာဉ်တွေကိုပါတားဆီးတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်အခုကိစ္စမှာတော့အီရန်စိတ်ကမ်းတွေကိုဝင်ထွက်တဲ့ရေရင်တွေကိုပိတ်ဆို့မယ်လို့အမေရိကန်ကပြောထားပါတယ်အဲ့ဒီထဲမှာအာရေဗျပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့ကစိတ်ကမ်းတွေလည်းပါဝင်ပါတယ်ဒါပေမဲ့အီရန်စိတ်ကမ်းမဟုတ်တဲ့တခြားနေရာတွေကိုတွာလာနေတဲ့သမောတွေကိုတော့ဟော်မုဇ်ရေလက်ကြားကနေဖြတ်တန်းခွင့်ပြုမယ်လို့အမေရိကန်စစ်တပ်ကထုတ်ပြန်ထားပါတယ်
در تنگه هرمز است. برای هرمز ပိတ်ဆို့မှု blockade ဆိုတာဟာရေတပ်ကနေရေကြောင်းသွားလာမှုကိုစောင့်ကြည့်တာရေရင်တွေကိုစစ်စစ်တာနဲ့အမိန်ထဲမှာအကျုံးဝင်တဲ့သမောတွေကိုတားဆီးတာတွေပါဝင်ပါတယ်။အီရန်စိတ်ကမ်းတွေကိုဝင်ထွက်မယ်ဆိုရင်ဘယ်နိုင်ငံကရေရင်ကိုမဆိုပိတ်ဆို့အရေးယူမယ်လို့အမေရိကန်လေပိုင်းတိုင်းစစ်ဌာနချုပ် US Central Command ကထုတ်ပြန်ထားပါတယ်။စတင်မပိတ်ဆို့ခင်မှာကုန်သွယ်ရေးသမောတွေကိုလည်းတရားဝင်ရေကြောင်းသတိပေးချက်တွေပေးပို့သွားမှာဖြစ်ပါတယ်။အီရန်ကိုဖျက်ဆီးကပေးထားတဲ့သမောတွေကိုလည်းအမေရိကန်ရေတပ်ကဟန်တားမယ်လို့သမ္မတထရန့်ကပြောထားပါတယ်။ရေလက်ကြားမှာအီရန်ကထောင်ထားရလို့ဆွဆွဲထားတဲ့မိုင်းတွေကိုလည်းအမေရိကန်ကဖျက်ဆီးပစ်မယ်လို့ဆိုပါတယ်။ Navy. From now on, all navigating through the Strait of Hormuz is forbidden. ပဋိပက္ခဖြစ်နေချိန်မှာဒီရေလက်ကြားကိုအီရန်ကအကြက်ကင်စရာအဖြစ်အသုံးမချနိုင်အောင်အခုလိုလှုပ်ဆောင်တာလို့ဝါရှင်တန်ကပြောပါတယ်။ဟော်မုဇ်ရေလက်ကြားဟာကျင်းမြောင်းပေမဲ့အရန်အရေးပါတဲ့ရေလက်ကြောင်းဖြစ်ပါတယ်။ကမ္ဘာရေနံနဲ့သဘာဝဓာတ်ငွေ့ပို့ဆောင်ရေးအတွက်အဓိကလမ်းကြောင်းကြီးလည်းဖြစ်ပါတယ်။သတင်းတွေအရအီရန်ဟာသင်္ဘောဖြတ်သန်းခွင့်ကိုရွေးချယ်ကန့်သတ်နေပြီးတော့တချို့သင်္ဘောတွေကိုဖြတ်သန်းကငွေကြေးအမြောက်များတောင်းခံနေတယ်လို့ဆိုပါတယ်။အခုလိုပိတ်ဆို့မှုလုပ်ပြီးတော့အဲ့ဒီလိုဖိအားပေးနေတာနဲ့ဝင်ငွေရလန်းကိုဖျက်တော့ဖို့အမေရိကန်ကစ조사နေပုံရပါတယ်။ဒီလောက်ရဟာအမေရိကန်နဲ့အီရန်ကြားဓာတ်ရိုက်ဆွေးနွေးပွဲတွေပြက်ပြားသွားပြီးတဲ့နောက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အီရန်ကနျူကလ িয়ার ရည်မှန်းချက်တွေဆွတ်လွတ်ဖို့ညှင်းဆန်တယ်လို့ထရန့်ကဆွဆွဲထားပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်ဟာဥပဒေနဲ့မညီပဲအလွန်ကြုံတောင်းဆိုမှုတွေလုပ်နေတယ်လို့အီရန်ဘက်ကတုံ့ပြန်ဆွဆွဲထားပါတယ်။ဒီအကျိုးသက်ရောက်မှုဟာနိုင်ငံရေးဥပဒေရေးရာနဲ့စီးပွားရေးအရာပါရှိလာနိုင်ပါတယ်။ပိတ်ဆို့မှုလုပ်တာဟာရေချောင်းဥပဒေကိုချိုးဖောက်ရရောက်နိုင်တယ်လို့ဥပဒေပညာရှင်တချို့ကသုံးသပ်ပါတယ်။ကမ္ဘာစွမ်းအင်ဈေးနှုန်းတွေနဲ့ပတ်သက်လို့လည်းစိုးရိမ်မှုတွေရှိနေပါတယ်။ဟော်မုဇ်ရေလက်ကြားမှာအနည်းငယ်အနှောက်အယှက်ဖြစ်တာနဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့ဈေးကွက်ကိုထိခိုက်နိုင်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့စစ်ပွဲမစခင်ကဆိုရင်ဒီရေလက်ကြားကိုနေ့စဉ်သင်္ဘောအစင်းရေ138စင်းလောက်ဖြတ်တန်းသွားလာခဲ့ပါတယ်။ဒါပေမဲ့ဧပြီလ9ရက်နေ့အပြစ်ကရစဲရေးကျင်းညာပြီးနောက်ပိုင်းမှာတော့သွားလာမှုအကြီးအကျယ်ကျဆင်းသွားပြီးတော့ရေရင်အနှဲငယ်လောက်ပဲဖြတ်တန်းသွားလာနေတာဖြစ်ပါတယ်။လောလောဆယ်မှာတော့ဟော်မုဇ်ရေလက်ကြားဟာစစ်ရေးပဋိပက္ခဗဟိုချက်ဖြစ်ဆက်ရှိနေပါတယ်။ဒီပိတ်ဆို့မှုကြောင့်အခြေအနေတိုးတက်လာမလားဒါမှမဟုတ်ပဋိပက္ခကိုပိုအန္တရာယ်ကြီးတဲ့အဆင့်စီတွန်းပို့လိုက်မလားဆိုတာကိုတော့ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကျွန်တော်စိုင်းခင်